မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အိမ်လေးမှာအရန်အသုံးဝင်မဲ့အလိုလျောက်မိအဖွင့်အပိတ်လုပ်ပေးမဲ့စနစ်လေးတစ်ခုကိုအတူတူလုပ်ကြည့်ကြပါမယ်ဒီစနစ်ကဘာလဲဆိုတော့နေဝင်လို့မောင်လာတာမဲ့မိကအလိုလျောက်လင်းလာမယ်နေပြန်ပွင့်လို့အလင်းရောင်ရလာရင်တော့မိကအလိုလျောက်ပြန်ပိတ်သွားမှာပါအရင်ဆုံးဒီ project အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုကြည့်ရအောင်အဓိကအနေနဲ့ transistor ရဲ့ resistor ရဲ့နောက်ပြီးအလင်းကိုအာရုံခံပေးမဲ့ LDR လို့ခေါ်တဲ့ light dependent resistor ရေးတစ်ခုလိုအပ်ပါမယ်ပထမဆုံးအနေနဲ့ transistor ရဲ့ gate နဲ့ source အကြားမှာ LDR ကိုအပြန်ချိတ်ဆက်ပေးရပါမယ်ပြီးရင်တော့ထူးခြားချက်အနေနဲ့ direct တစ်လုံးကို gate terminal မှာထပ်မံချိတ်ဆက်ပေးပါမယ်ဒီ direct က voltage အတက်အကျကိုတိကျအောင်ထိန်းညှိပေးပြီး trigger ပေးမဲ့အပိုင်းကိုတာဝန်ယူမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ preset သို့မဟုတ် variable resistor ကို gate terminal နဲ့ချိတ်ဆက်ပါမယ်ဒီနေရာမှာ preset ကိုဘာကြောင့်ထည့်ရတာလဲဆိုရင်အလင်းရောင်ဘလောက်အထိမှောင်သွားတဲ့အခါမှာမီးပွင့်စေခြင်းတလဲဆိုတဲ့ sensitivity ကိုစိတ်ကြိုက်ချိန်ညှိနိုင်ကိုအတွက်ဖြစ်ပါတယ်အဲ့ဒီ preset ရဲ့တစ်ဖက်ခြမ်းမှာတော့ 47K resistor တစ်လုံးကိုခံပြီးတက်ဆင်ပေးရပါမယ်ဒီ resistor က circuit အထွေလျှက်စီးကြောင်းများမသွားအောင်ကာကွယ်ပေးထားမှာပါအခုကြိုးတွေကိုအဆုံးသတ်ချိတ်ဆက်ကြည့်အောင် resistor ရဲ့တစ်ဖက်ခြမ်းမှာ output ကြိုးတစ်ချောင်းတက်ဆင်ပြီး transistor ရဲ့ drain မှာတော့ဒုတိယ output ကြိုးကိုတက်ဆင်ပေးရပါမယ် input ပိုင်းအတွက်တော့ transistor ရဲ့ source မှာပထမ input ကိုပေးပြီး 47K resistor ဘက်မှာတော့ဒုတိယ input ကိုချိတ်ဆက်ပေးရပါမယ်အခုဆိုရင်တော့ direct နဲ့ preset power နဲ့ပိုမိုခိုင်ခန့်တည်ကြရဲ့အလိုလျောက်မီးပွင့်စနစ်လေးအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်ကြည့်လိုက်ပါစက်ကူလေးနဲ့အမှောင်ကိုလိုက်တာနဲ့မီးသီးလေးကချက်ချင်းလင်းလာတာကိုတွေ့ရမှာပါမီးအလိမ်အမှောင် sensitivity အတွက်လည်း preset လေးကိုဝက်ဦးလက်လေးနဲ့လှည့်ပြီးလိုသလိုချိန်ညှိနိုင်ပါသေးတယ်အခုဆိုရင်တော့ LDR project လေးကအောင်မြင်စွာပြီးဆုံးသွားပါပြီနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ project တွေတင်ပြီးသွားဥမှာမို့လို့ follow လုပ်ထားဖို့မမေ့နိုင်ဘူးနော်